အားလုံးပဲမင်္ဂလာပါဟုတ်ကဲ့ပါရှိုင်းတို့အခုရောက်နေတာကတော့ Terminal M က Beauty Diary မှာပဲဖြစ်ပါတယ်ခင်ဗျာကျွန်တော် Beauty Diary မှာဆိုလို့ရှိရင်အခုမေလတစ်လလုံးကို up to 80% discount တွေပေးထားတဲ့အပြင် buy one get one promotion ရလည်းရှိတာဖြစ်တဲ့အတွက်ကြောင့်မလို့ရှိုင်းတို့ဒီကိုရောက်ရှိနေတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပါတယ်ဒီ Beauty Diary မှာဒီ promotion တွေရော discount တွေရောရှိရဲဆိုတော့ကျွန်တော်ရဲ့ shine လေးကိုဒီနေ့သူကြိုက်တာဝယ်စိတ်ကြိုက်ကျွန်တော်ဝယ်ပေးမှာပဲဖြစ်ပါတယ်တကယ်နော်တကယ် let's go အဲ့ဒါကျွန်တော်တို့ like ခဲ့ပါမင်္ဂလာပါဟုတ်ကဲ့ဘာလေးလိုအပ်လဲခင်ဗျာဟုတ်ကဲ့ရှင်းနေပြနေတယ်ဆိုကျွန်တော် promotion လေးရှိတယ်ခင်ဗျာဟုတ်ဘာလေးလိုအပ်လဲမသိဘူးခင်ဗျာpromotion item လေးဟုတ်ကဲ့ promotion item လေးထဲမှာဆိုရင်ကျွန်တော်တို့ဒီမှာရှင်းနေပြ promotion ထဲမှာဆိုရင်90%ချထားတဲ့ item လေးရှိမယ်90%ချထားတဲ့ item လေးလည်းကျွန်တော်တို့ဒီမှာရှိမယ်ခင်ဗျာဒါလေးဆိုလို့ရှိရင်ဒါရေချိုးဆက်ပြလေးဆိုရင်ရေတိုက်လေးကိုမှတော့90% discount ချထားတယ်12500ကိုမဒီကောင်6250ပဲချတော့မှာဒီကောင်ဆိုအရန်တန်တယ်ဒါလေးတွေရှိမယ်ပြီးလို့ရှိရင်ဒီလို rice powder ပေါ့နော်loose powder လေးဆိုလို့ရှိရင်လည်းဒါဆိုရင်လည်း90% discount လေးချပေးထားတယ်80%ချပေးထားတာဟုတ်ကဲ့18500ကိုမဒီကောင်9900ဝန်းကျင်လောက်ပဲချတော့မှာအဲ့လောက်ပဲဆိုတော့တော်တော်လေးတန်တယ်ဟုတ်ကဲ့ဒါရှင်းနေပြမှာဆိုတော့တော်တော်လေးတန်တယ်လို့ပြောလို့ရမယ်ခင်ဗျဟုတ်ဆိုင်ဟုတ်တယ်အခုအဲ့ဒါပြောတော့မလို့ဆိုင်အခု3နေရာအကုန်တော့မှာဆိုတော့ဒီဟာလေးယူသွားလိုက်တော့ဟုတ်ကဲ့100ခိုင်တော့မှာ discount ပေါ့နော်အရင်တန်တယ်သူကချိုးပြီးပြီဆိုလို့ရှိရင်လည်းလုံးဝခဏကိုမှအမွှေးပြီးတော့ကြံခဲ့ပါဟုတ်ကဲ့ rice powder လေးရောလိုသေးလား rice powder လေးလည်း90%ဆိုတာတန်တယ်ယူလိုက်ထားလိုက်နော်ဟုတ်ကဲ့ပြီးတော့ buy one get one promotion လေးလည်းရှိရဆိုအဲ့ဒါဟုတ်ကဲ့buy one get one promotion လေးလည်းရှိရဒါလေးက mass လေးနဲ့ပတ်သက်ပြီးတော့ discount ချတာ buy two get one ပုံစံမျိုးလေးပေါ့အဲ့လိုမျိုးချတာမျိုးလေးလည်းရှိတယ်ပြီးတော့10%အလုံးကသူကအမြင့်ဆုံးဆိုလို့ရှိရင်80%ချထားတဲ့ကောင်မျိုးလေးပေါ့နော်ဥပမာအနေနဲ့ဒီကောင်ဆိုလို့ရှိရင်လည်း80%ဒါကတော့ခေါင်းစားခြေဆုံးသုံးမျိုးလေးရတဲ့သူတင်းကျယ်မျိုးလေးပေါ့သူတင်းကျယ်မျိုးလေးပဲဒါပေမဲ့သူတင်းကျယ်ဆိုပေမဲ့ဒီကောင်ကဒီ hot wine ကိုအခြေခံထုတ်ထားတာဆိုတော့လုံးဝအမဲသက်လေးအမာယူလေးရရှိရရှိတာကအစပေါ့နော်လုံးဝတက်တာသွားတာမျိုးလေးအဲ့လိုမျိုးလေးသုံးရတဲ့သူတင်းကျယ်မျိုးပေါ့လုံးဝ80%ဆိုတော့တော်တော်လေးတန်တယ်ဒီကောင်ကဒါတော့ဟုတ်ကဲ့ဂျီဂျုံကထွက်တဲ့ဟာမျိုးလေးတစ်ဆန်ထဲက80%တော့ဆိုတာ80%ဟုတ်ကဲ့တန်နေခင်ဗျာဒါလေးကတော့အများကြီးပါဒီနေ့ဟုတ်ကဲ့ပါဟုတ်ကဲ့ဘတ်ချ်မရှိမယ်နော်ဒီဘက်လေးမှရှိမယ်နော်ကိုဟုတ်ဒီထဲမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့ဒါဒီ Dassan brand လေးထဲမှာဆိုရင်လည်းတန်တဲ့ promotion လေးရှိတယ်ပေါ့နော်ဒီကောင်လေးဆိုရင် minute 1ထဲမှာမှဒါ30% discount ချပေးထားတာဟုတ်ကဲ့30%မူရင်းစေးဆိုလို့ရှိရင်ဒီကောင်2300နဲ့900ခင်ဗျအဲ့ဒါကို30% off လုပ်ပေးထားသေးတယ်လုံးဝကောင်းနေပြီဒီ cleansing ဟိုမှာဒါပိုး cleansing ပေါ့နော်ခြေပေါက်တက်တီးတန့် cleansing လုပ်ပေးထားတဲ့ဟာမျိုးလေး scrub ဟုတ် scrub ပါတဲ့ဟာပုံစံဒါပေမဲ့ daily use သုံးလို့ရတဲ့ scrub ပုံစံမျိုးပေါ့ဟိုလိုမျိုးရချသုံးရတဲ့ကောင်မျိုးလည်းမဟုတ်ဘူးလုံးဝပြော့တယ် mind ဖြစ်တဲ့ဟာမျိုးလေးပဲဟုတ် off skin တိုက်ရတဲ့ကောင်လေးက30% off တာတယောက်တပူးယူမလားတပူးပဲဟုတ်ကဲ့ဒီဘက်မှာလည်းကျွန်တော် promotion item လေးရှိသေးတယ်ဒီ Ascent brand ထဲရပါတော့ Ascent brand ထဲ discount ချတဲ့ item လေးဒီမှာထပ်ပြီးတော့တင်ပေးထားသေးတယ်ဗျကျွန်တော်တို့ဒီပေါ့နော်ဒီကောင်ဆိုလို့ရှိရင်ဒါ9000ကျန်နေရမှာဒါကျွန်တော်တို့ကကြတော့9000ကျန်ကုန်လာပေါ့အမေဟုတ်ကဲ့ဒီပေါ့ဒီမြက်ကွင်းညူတာမျိုးတွေဖုံးလို့ရတယ်အမဲသက်လေးရှိရဆိုလို့ရှိရင်အမဲသက်လေးလည်းပြန်ဖုံးလို့ရတယ်ကျွန်တော်ညမအိတ်တဲ့သူဆိုတော့ဟုတ်အဲ့ဆိုကုန်စလာလေးကဒါ9000ဝင်ကျင်နေရမှာဒါလေးတန်နေဒါလေးလေဒါချက်လေးနှစ်ချောင်းထည့်လေးမယ်ဟုတ်ဘယ်နှချောင်း3ချောင်းလာလေးလည်းအကုန်ရှိရနော်ဟုတ်ကဲ့3ချောင်းဟုတ်ကဲ့9000ပဲရှိတာ9000ပဲရှိမယ်ပြီးလို့ရှိရင်ဒီမှာတပန်းထဲကပစ္စည်းလေးတွေလည်းရှိရဒါလေးကကြောင့်ကျွန်တော်တို့ဒါ2000ဟို4000ကျော်5000မှာ2000နဲ့ရမယ့် item လေးတွေပေါ့နော်ဒါလေး2000နဲ့ကြာမယ်ဒါလေးဆိုလို့ရှိရင်4900ဝန်းကျင်ကျော်မမဒီကောင်ဆို8000ပဲကြာတော့မှာ gloss style လေးတွေဒါလေးရကြတော့နှက်ခမ်းနေပဲနှက်ခမ်းနေကမှ gloss ပုံစံမျိုးလေးသွားတာဟို matte type လေးမဟုတ်ဟုတ်ဒါပေမဲ့ gloss ကိုပဲမဲ့လေသူကလုံးဝနည်းနည်းလေး matte ဖြစ်တဲ့ထဲမှာလည်းပါတယ် longless ဖြစ်လား longless ဖြစ်တယ်သူက matte ဖြစ်တဲ့ပုံစံမျိုးသွားတာလေးဟုတ်ဆိုးလာတယ်နော်လှတယ်ကောင်းလေးရတော့ဒီရတဲ့ဆိုင်တော့ဒါတော့ပိုစိတ်ဝင်စားသွားပြီ4000ကျော်ဒါ2000 9000ပဲ8000ပဲကြာတော့မှာဒီကောင်ကကြာဟုတ်ကဲ့8000ပဲကြာမှာဟုတ်ကဲ့8000ပဲကြာတော့မှာအတိကျဆိုလို့ရှိရင်တော့လုံးဝအလကားပေးနေလို့ပဲတကယ်ဟိုလကားပေးနေရပါတကယ်ရှင်းနေပြည့်တွေရှင်းနေပြည့်တွေတကယ်တော့အလူပေးနေတာအဲ့တော့မဖြစ်မနေ beauty diary လာခဲ့ကြပါဒီဒါစိုးစိတ်ခြင်းနဲ့ရောက်ဆုံးရောက်လေးပန်းရောင်လေးဟုတ်ကြည့်တော့ယောက်ျားလေးဆိုအရင်အယောင်ထင်းနေရလဲစိုးလို့ဟုတ်ကဲ့ပါတခြားရော nipple ပါလို့သိလား nipple cream တွေပါလို့သိလားsunflower ရောဟုတ်ကဲ့ဒါကတော့Freya ထဲက sun cream လေးဟုတ်ဒီလိုတဲ့ဒီကောင် discount တော့မရှိတော့ဘူးဒါပေမဲ့ဒီကောင်လေးလည်းကောင်းတယ်ဟုတ်ဒါဒီလိုနေရာဒီမှာ summer time use ဆိုရင်တော့ဒီလို sun cream တွေကတော့မဖြစ်မနေလို့အပ်တယ်လက်ကောင်းတာဆို heady shot ရှိလား heady shot လည်းရှိတယ် heady shot မှာကျွန်တော် discount မရှိသေးဘူးဒီကောင် discount တော့မရှိသေးဘူးဟုတ်မရှိလေဒါမဲ့ဒါတော့discount မထည့်လိုက်ဝယ်ပေးမဲ့လူကဘေးမှာရှိနေတာဆိုတော့လိုချင်တာအကုန်လုံးတစ်ခါလေးဝယ်သွားပါမယ်ခင်ဗျာတခြား room တွေပါရောလိုသေးလား
room လို့ရတယ် room ဆိုလို့ရှိရင် high four ထဲမှာလည်းထက်ရှိမယ် room ဆိုလို့ရှိရင် heady shot တွေကပြည့် ရင်မွေးမလို့တဲ့ရင်မွေး room ဒီမေ room ဒါပေမဲ့သူကလေလုံး eco free ပုံစံမျိုးသွားတယ်တုံးကပြီးလို့ရှိရင်အယောင်ဒီပါစွန်းသွားမှလည်းမပူရဘူးeco free ဖြစ်တဲ့အတွက်ဒီ room နဲ့ပတ်သက်ပြီး allergy ရှိရဲ့လူတွေလည်းတုံးလို့အဆင်ပြေတဲ့ထဲမှာပါတယ်အကောင်လေးကတော့ fresh ဖြစ်သွားတယ်ပေါ့နော် fresh ဖြစ်တယ်အကောင်လေးက ဒါကျွန်တော်တို့ fan တွေ race ဆိုရင်တော့လုံးဝတည်ရကွာဒီလားကျွန်တော်တို့တကယ်တုံးတယ်သူတို့လည်းထွယ်ပြီးတုံးနေပြီဆိုတော့ ကျွန်တော်တို့ဒီ daily use မှာဒီဟာလေးကတော့မရှိမဖြစ်ပါနေတဲ့နော်ဒီစီလေးနော်ဟုတ်ပါတယ် ဒါလေးကတော့ပေါ်နေမှာ ဒါလေးကတော့ပေါ်ပါ ဟုတ်ကဲ့ဒါလေးပါထည့်မယ်နော်အပါဖက် short ထားတဲ့ဒီလို coffee လေးလည်းရှိအောင်မယ်ကျွန်တော်တို့ဒီမှာ ဟုတ် ချပါလို့ဒီလေ collagen တွေပါလို့သေးလား ဒီဖီမီးက ဖေဖေလို့နေလို့တော့ထားထားမိပါဆိုတော့ နှစ်ပူပေါ့ ကျွန်တော်မန်လေးလည်းပြန်ရတော့မှာ မလေးလေးပြန်ရတော့မှာဟုတ်ကဲ့ ရှာလာခင်ဗျာ ချပါတယ်ခင်ဗျာဟုတ်ကဲ့ လက်ဆောင်ထည့်ပေးလိုက်တယ်လို့ပြောလိုက်နော်ဝယ်ပေးလိုက်တယ်လို့ပြောလိုက်နော် ဟုတ်ကဲ့ပါ ရှာရှင်းတာမသိသေးနဲ့ ဟုတ်ကဲ့အဲ့ဒါဘာလေးလို့သေးလဲခင်ဗျာ ဒီလောက်ဆိုရင်တော်တော်ဆုံးနေပါပြီဒီမှာရှင်းရမယ်လို့သိတတ်နေပြီလားမသိဘူးလား ဟုတ်ကဲ့အဲ့ဒါဒါလေးကောက်နာလေးပေါ့တင်ပြထားမယ်နော်ကျွန်တော်ဟုတ် ကျွန်တော်ပတ်ကြည့် ဟုတ်ကဲ့ပါကျေးဇူးပါဘာယူမှာ ဟုတ်ပါမယ် ဒီရှိမှာဟုတ်ကဲ့ပါ ကဲပါလောက်တော့ကြာမှာမသိဘူးเนาะ အမေ discount ရှိရဆိုတော့ ရေးစီပါ 3,500နဲ့200ပဲကြာတော့နော်3သိန်းကျော်ပဲကြာတာ3သိန်းကျော်ပဲကြာအိုး ဘူးဒီကတော့2သိန်း ဒီခေါက်ပတ်စံရှင်းရအပျော်ဆုံးပဲ နှစ်သိန်းလောက်ကြာတာ哦 900တိကျဆိုလို့ရှိရင်နော်900မှာကျွန်တော်တို့တော့ပေးလိုက်တာဆိုတော့3သိန်းကျော်ပဲကြာတယ် 3သိန်း9,000ကျော်ကို ရဲတန်ပါပြီเนาะ 3သိန်းနဲ့ဆိုတော့ လိုချင်တဲ့ဟာတွေလည်းအများကြီးရတယ်ပြီးတော့အရန်လည်းတန်တယ်တကယ်ဟို promotion တွေလည်းအများကြီးပေးထားဖြစ်တဲ့အတွက်ကြောင့်မို့လို့ခုနပြော လိုက်ပါပြီ လက်ကားနေပါပဲအလူကြီးပေးနေပါပြီဗျို့ ဘီးရရအလူကြီးပေးနေတယ်ကဲကျွန်တော်ကတော့ဒီ beauty diary ရဲ့ပေါ့နော်ရှင်းနေပြည့် anniversary တဲ့ discount ရှိတဲ့အချိန်မှာဆရာသမားရှိုင်းအတွက်စိတ်ကြိုက်ဝယ်ပေးခဲ့ပါတယ်ခင်ဗျာ ဟုတ်ပါရဲ့ရှိုင်းတို့ဒီနေ့ဆိုလို့ရှိရင်ရှိုင်းလိုချင်တာတွေရောဗီတာလိုချင်တာတွေရောဒီ beauty diary မှာမေလတစ်လလုံး up to 18 discount တွေဖြစ်တဲ့အတွက်ကြောင့်မို့လို့အများကြီးပဲဝယ်ခဲ့ပြီအဲ့တော့အခုကြည့်နေတဲ့သူလေးတွေလည်းရှိုင်းလိုမျိုးဝယ်ပေးမဲ့လူလေးကိုခေါ်လာပြီးတော့ beauty diary မှာ product တွေအများကြီးလာဝယ်ပြီးတော့အားပေးကြပါဦးခင်ဗျာ ဝယ်ပေးမယ်လို့မရှိရတော့ကောက်ကိုဝယ်ပေါ့နော် စိတ်မကောင်းပါဘူး bye bye